အားစားဝါနာရှင်ညီကိုမောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမတ်လ25ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကဲဒီကာလတော့ကျွန်တော်ညီကိုမောင်တစ်ပိုက်အတွက်ဆိုရင်တော့ပျော်စရာမကောင်းတဲ့ကာလပေါ့ကျွန်တော်တို့ကိုယ်တိုင်မှနိုင်ငံသတင်းတွေမှွေနှောက်ရှာဖွေတဲ့အခါမှာတချို့ဟာလေးတွေ့တဲ့အခါတိတ်စိတ်အစင်မပြေတဲ့ဟာတွေလက်ရှိချိန်ကြီးရှိနေတော့မယ်ဒါပေမဲ့ဘယ်တက်နိုင်မလဲအားစားတစ်ခုကိုချစ်မြတ်နိုးတဲ့အခါမှာတော့ကိုအားပေးတဲ့အသင်းတသိန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်တာတွေရှိမယ်ကြာရှုံးတာတွေရှိမယ်ဒါမှမဟုတ်ကိုလူချင်းနဲ့ရလက်မရတဲ့ကာလတွေရှိမယ်ကျွန်တော်အမြဲတမ်းပြောလို့ပေါ့အားလုံးပျော်နေတဲ့အချိန်မှာကျွန်တော်ဗီဒီယိုတွေအများကြီးစာတွေအများကြီးတင်ချင်မှတင်ပါလိမ့်မယ်ဒါပေမဲ့အခုလိုခက်ခဲကြက်တဲပြီးတော့ပွဲတွေမရှိတဲ့ကာလတွေမှာကျွန်တော်ညီကိုမောင်နှမတို့အများနဲ့မနက်ခင်းမှာနားထောင်စရာဗီဒီယိုတစ်ပုဒ်ဖြစ်ဖြစ်ညနေခင်းမှာ special review တစ်ပုဒ်ဖြစ်ဖြစ်တော့ကျွန်တော်ရအောင်တင်ပေးထားတယ်အဲ့တော့နည်းနည်းလေးများအာဆင်နယ်နဲ့ပတ်သက်ပြီးစိတ်ထဲမှာအဆင်ပြေပြီဆိုရင်တော့ပြန်ကြည့်လို့ရပါပြီကဲကျွန်တော်မနက်ခင်းသတင်းလေးတစ်ချက်ကြည့်လိုက်ရအောင်ဒီသတင်းကတော့ Grammy ပိုင်းလေးကဖော်ပြထားတာ Manchester United နဲ့ Lewis Kelly ဒီသတင်းထောက်ပေါ်လာတာ1ရက်ခွဲ2ရက်လောက်ရှိပြီဒါပေမဲ့ကျွန်တော်ဘာကြောင့်ဒီသတင်းကိုအချိန်ယူလဲဆိုတော့လွန်ခဲ့သောရက်20တလားလောက်တုန်းက Manchester United နဲ့ Martin Odegaard လို့သတင်းမျိုးတွေထွက်ပေါ်ခဲ့ဘူးတဲ့အဲ့တော့ဆိုကမခိုင်ပါဘူးဒါပေမဲ့ Lewis Kelly နဲ့ United နဲ့သတင်းကကြတော့ဆိုကခိုင်ပါတယ်ပြောလို့ရတယ်100ခိုင်နှုန်းတိကျတဲ့ဆိုမဟုတ်ပေမဲ့60ခိုင်နှုန်းလောက်မှန်လေးရှိတဲ့သတင်းထောက်တွေတယောက်ဖြစ်တဲ့ Green Valley ကိုယ်တိုင်ဖော်ပြထားတာတော်တော်များတယ်အဲ့ရနေ reference ယူပြီးတော့ဖော်ပြလေးရှိတယ်ကဲကျွန်တော်တို့သတင်းအသွားလာအရင်ဖတ်ကြည့်လိုက်ရအောင်Manchester United အသင်းတာဝန်ရှိသူတွေကလာမဲ့နွေရာသီဈေးကွက်မှာဘယ်ဘက်ခံစစ်ဆောင်ကစားသမားတူဝယ်ယူဖို့အတွက်စတင်ပြင်ဆင်နေပါတယ်ဈေးကွက်ထဲမှာသူတို့စကားတင်အဆင့်ကစားသမား3ဦးကိုကြည့်ထားပြီးတော့အဲ့ဒီထဲမှာ Fulham က Robinson Crystal Palace က Mitchell Arsenal က Lewis Kelly တို့ကိုပြစ်မှတ်ထားနေပြီးတော့လူရှောရဲ့နေရာမှာကာလာရှိအစားထိုးသွားဖို့အတွက်ဒီကစားသမားတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လာမဲ့နွေရာသီကျရင်တော့ဒီကစားသမားတွေကိုခေါ်သွားဖို့ရှိနေပြီးတော့အထူးသဖြင့် Arsenal က Lewis Kelly ရဲ့ပွဲကစားချိန်နဲပါနေပြီးပြင်ပထွက်ကစားခြင်းနဲ့ဆန္ဒရသူတို့ကဆွဲဆောင်နိုင်ဖို့အတွက်လည်းဆန္ဒရှိနေဆိုပြီးတော့ရေးသားသွားပါတယ်အဲ့တော့ဒီသတင်းတွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာ Lewis Kelly ကကျွန်တော်လည်းတစ်ချက်ကြားမိတယ်အဲ့ဒါဘာလဲဆိုတော့အာဆင်နယ်အသင်းနီးပြမီခေအာရီတာကိုပွဲကစားခွင့်နဲ့ပတ်သက်ပြီးတော့သူသွားပြီးတောင်းဆိုထားတယ်ကြားသိရတယ်အာဆင်နယ်မှာပွဲကစားခွင့်မရဘူးဆိုရင်ပွဲကစားခွင့်ရတဲ့အသင်းတစ်သင်းကိုအငှားချပေးဖို့အဲ့လိုအနေထားတစ်ဖက်မှာ Manchester United အနေထားဘယ်လိုလဲဆိုတော့သူတို့ရဲ့ဘယ်ဘက်ချမ်းခံစစ်အစော်မှာမာလာစီယာလိုမျိုးကစားသမားလေးရှိတယ်။ဒါပေမဲ့လူရှောပဲသူကသဘောကျတယ်။အကယ်၍လူရှောက2029စာချုပ်ကုန်ဆုံးသွားရင်အသင်းမှာဆက်ရှိမလားဒါမို့လာမယ့်နေရာဒီမှာထွက်ခွာမလားသူတို့မသိကြသေးဘူး။အဲ့လိုနေထားကြီးကဒီနေရာမှာလဲသွေးတစ်လောင်းကျင်တယ်အင်္ဂလန်သားလည်းဖြစ်တယ်။ပြီးတော့ gaming နဲ့လည်းလိုချင်တဲ့ Lewis Kelly အပြင်အခြားလူငယ်ချေတဲ့ကစားသမားတော်များသူတို့စောင့်ကြည့်နေ။ပြောလို့တော့မရဘူး။ United နဲ့ Arsenal ကြားမှာလည်းကစားသမားအပြောင်းရွှေ့တွေကအတိတ်မှာလည်းရှိခဲ့ဘူးတာဖြစ်တဲ့အတွက်ဖြစ်ကောင်းလေးဖြစ်သွားတယ်။ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်တို့မှာကင်ထားတဲ့ကက်ကပူပူနေနဲ့တက်တန်းတိုးထားခဲ့တဲ့အနေထားဒီကစားမောက်ကျွန်တော်တို့က2030အထိတက်တန်းတိုးထားပြီးသွားပြီအဲ့တော့ Skelly နေနဲ့ပွဲကစားခွင့်တစ်ခုအတွက်ထွက်ချင်တယ်ဆိုရင် Premier League ပြိုင်မဲ့အသင်းတစ်သင်းကိုပြောင်းမလားဒါမှမဟုတ် Arsenal စီကနေအငှားအနေနဲ့အခြားအသင်းကိုထွက်ပြီးဆော့မလားဒါမှမဟုတ် Premier League ပြင်ပအသင်းတစ်သင်းပေါ့လေဒါမှမဟုတ်နောက်ထပ် report တချို့လည်းကျွန်တော်တွေ့ထားသေးတယ်အဲ့ဒါကကျွန်တော်မကြာခဏကြားနေရတာ Lewis Kelly ကတစ်ချိန်လုံးကကွင်းလေနေရာမှာကစားခဲ့ဘူးတယ်အဲ့တော့အာဒီဒါလာမယ့်ရာသီမှာကွင်းလက်လိုအပ်ချက်တစ်ခုရှိရဖြစ်ဖြစ်ဝယ်တဲ့ကစားပေါ်ပေါ်မူတည်ပြီးတော့ Lewis Kelly ကိုကွင်းလက်မှာတနေရာပေးသွားဝယ်ရှိဆိုတဲ့ပုံစံမျိုးကွင်းလက်မှာဗျာ Zuimani နဲ့ Declan Rice Martin Odegaard အဲ့လူတွေကြက်ဟုန်ပြေးသွားနေတော်တော်သူဝင်ကစားဖို့ကမလွယ်ဘူးဒါပေမဲ့အဲ့ညမှာမင်းစော့ကျင်လို့ရှိရင်တော့ gaming နဲ့တချို့ပေးမယ်ဆိုပြီးဆွဲဆောင်ပြီးအသင်းမှာဆက်ထိန်းထားလည်းဖြစ်နိုင်တယ်အဲ့တော့တစ်ဖက်မှာကြည့်မယ်ဆိုရင်ဈေးကွက်တန်ကြီးယူရို35တန်းရှိတဲ့ Lewis Kelly ကို United တို့အဲ့ဒီပမာဏလာပြီးကန်လန်းမလားအဲ့ဒီပမာဏကန်လိုက်တော့အာဆင်နယ်ကစာချုပ်ပါအနေထားကြီးကအချိန်ယူစဉ်းစားပြီးတော့ရောင်းမဲ့မရောင်းကိုကစားသမားရဲ့စိတ်ဆန္ဒရသူတို့ decision ချသွားဖို့ရှိတေချာတခုတော့ Lewis Kelly နဲ့ပတ်သက်ပြီးဒီရာဒီမှာသူတို့မတုံးတာဒီဟင်ကာဘေးကောင်းလာတာရဲ့ကာလာဖီယိုရီကြက်ခိုင်မှုနည်းနည်းပြန်ပြီး strong ဖြစ်လာတဲ့ပွဲတွေများလာတာရဲ့ဒါကြောင့်မလို့ Lewis Kelly ကအရန်ကုန်ရောက်သွားတယ်ပြောလို့ရတယ်မကောင်းလို့ပို့လိုက်တာမဟုတ်ဘူးဒါပေမဲ့သူ့ထက်ကောင်းတယ်လို့ယုံကြည်ရတဲ့အသင်းအတွက်လည်းပို့ပြီးအတွေ့အကြုံများလို့ယုံကြည်ရတဲ့ကစားသမားတွေကိုအာတီတာနေရာပေးလိုက်တာအဲ့တော့ Lewis Kelly ကတော့ဒီယာတီမှာ28ပွဲမှာ12ပွဲပဲပွတ်ထက်ထားတယ်၄လုံးဖိုင်ထားတယ်မနစ်ကဆိုလို့ရှိရင်တော့စုစုပေါင်းပွဲ40ကျော်ထိကစားခဲ့ရတာအဲ့ဒီတော့ကတကိုးသွင်းပြီးတော့နှလုံးဖိုင်နိုင်ခဲ့တယ်လူတယောက်ကပွဲ40ကျော်ကစားပြီးတဲ့အနေထားနေဒီယာတီမှာပွဲ20ပတ်ချလေလောက်ပဲကစားတဲ့အခါမှာတော့ဘယ်သူမှမဆိုကွန်ပလိန်းတက်မှာပဲအဲ့တော့လူတယောက်အတွက်ရပိုင်ငွေနေပေးပြီးသွားပြီဆိုပြန်ပြီးစုပ်လိုက်တာမကောင်းတော့ဘူး
ဒါလည်းလူတဘာဝပဲဗောလေအဲ့တော့ Lewis Kelly တယောက် United စီရောက်သွားမလားဒါမှမဟုတ် Arsenal ပဲအခြား Premier League အသင်းတစ်သင်းဒါမှမဟုတ် Premier League ပြင်ပကိုအငှားချလိုက်မလားဒီကစားသမားကပဲကွင်းလယ်မှာအာဒီတာရဲ့စီယုံမှုကြောင့်ဆက်ပြီးကစားမယ်ဆိုပြီးအသင်းမှာပဲဆက်ပြီးနေသွားမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Arsenal သတင်းနဲ့ပတ်သက်ရင်ယုံကြည်ရတဲ့မကြာခဏလည်းအတွင်းသတင်းတွေရတဲ့ Hand of Arsenal ဖော်ပြထားတာကိုကျွန်တော်ဖော်ပြပေးတော့မှာပါဒါကတော့ Benjamin White နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါတော်များတော့ Ban White လို့ခေါ်တာပေါ့လေဘန်ဝိုက်ကိုခေါ်ယူဖို့အတွက်ဒါ Premier League ကလပ် Everton သင်းကအခိုင်အမာစိတ်ဝင်စားနေပါတယ်အခြားကလပ်တွေကတော့စုံစမ်းမှုရှိနေပေမဲ့ Arsenal ရဲ့အပြောင်းရွှေ့ view ဟာအတိုင်းပဲဒီကစားမောက်ကိုအသင်းကနေပြီးတော့ရောင်းချဖို့တက်လည်းနည်းနည်းစဉ်းစားနေလို့ကြားသိရတယ်သူတို့ရဲ့သတင်းသွားလာရဆိုလို့ရှိရင်တော့အာဇာဒရိုက်တာအန်ဒရီဘာတာကပြစ်မှတ်ထားတဲ့ကစားသမားတွေရဲ့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုတွေဈေးနှုန်းအပိုင်းနဲ့အသင်းရဲ့ကစားကွက်နဲ့ကိုက်ညီမှုရှိမရှိအဲ့ဒါတွေကိုစစ်စစ်ပြီးတော့ဝယ်မှသိကြပြီးဆိုမှအသင်းရဲ့ကစားသမားအင်အားတွေကထောက်ခုတ်ဝင်ပြုမယ်လို့သူတို့ကတော့ရေးသားထားတယ်ဒီနေရာမှာဘန်ဝိုက်တာသူတို့လက်လွတ်ရမယ်ဆိုလို့ရှိရင်လီဗရာမန်ဒိုနဲ့ဘုံမောက်ကဂျင်မီနက်တို့ကိုလည်းခေါ်ဖို့အတွက်ပြင်ဆင်ထားပြီးတော့အဲ့ဒီကစားသမားတွေကလည်းအာဆင်နယ်ကခေါ်ချင်နေဆိုရင်လာဖို့အတွက် ready ဖြစ်နေဆိုပြီးတော့သူကတော့ရေးသားထားပါတယ်အဲ့တော့ဒီယာဒီအန်ဒရီဘာတာရဲ့စိန်ခေါ်မှုကတော့လာမယ့်နွေရာသီမှာအသင်းရဲ့ကစားသမားတွေဈေးကောင်းရအောင်ဘယ်လောက်ထိရောင်းထုတ်နိုင်မလဲပြီးရင်ဘယ်လိုကစားသမားတွေထပ်ပြီးဖြည့်နိုင်မလဲဆိုတော့အာဇာဒရိုက်တာအန်ဒရီဘာတာ performance ပြရလိမ့်မယ်ဆိုပြီးတော့ Hand of Arsenal ကဖော်ပြထားပါတယ်အဲ့တော့ Hand of Arsenal ဖော်ပြသွားရက်ကြည့်မယ်ဆိုရင်ဘန်ဝက်ကိုစိတ်ဝင်စားတဲ့အသင်းတွေအများကြီးပဲအဲ့ထဲတော့မှ Everton ကတော်တော်လေးကိုနီးကပ်နေတယ်Everton စီဘန်ဝိုက်ကရောက်သွားနိုင်တယ်ဒါပေမဲ့ဘန်ဝိုက်ကိုအာဆင်နယ်ကထွက်ခုံဝင်ပြုဖို့ဆိုရင်ဘန်ဝိုက်နဲ့မှာအစားထိုးဖို့လီဗာပူးတို့ဖြစ်ဖြစ်ဂျင်မီနဲ့ဖြစ်ဖြစ်ခေါ်ပြီးတော့မှဒီကစားမကိုထွက်ခွင့်ပြုမယ်အသင်းရဲ့လူစင်းတောင်းတင်းမှုကိုမလျော့သွားစေချင်လို့ဒါပေမဲ့လည်းဘန်ဝိုက်ကိုထွက်တယ်ဆိုရင်မဲ့ငါတို့အစားထိုးကစားမရပြီမင်းထွက်ချင်ထွက်တော့ရသလောက်ပဲပေးဆိုမျိုးလုံးဝမဟုတ်ဘူးဈေးကောင်းရမှလည်းရောင်းမယ်ဆိုတဲ့အချက်တွေပါတယ်အဲ့တော့ကျွန်တော်တို့ကအဆင့်တွေအများကြီးပဲအစားထိုးကစားမခေါ်မယ်ပြီးရင်ဘန်ဝိုက်ကိုခွင့်ပြုမယ်ဒါပေမဲ့တန်ချင်းနဲ့ရောင်းမယ်ဘာလို့လဲဆိုတော့အန်ဒရီဘာလာကြံကလေးရာတီကလူတွေဝယ်ပြီးပြီဒီရာတီမှာသူတို့လူရောင်းတာနဲ့ပတ်သက်ပြီးတော့ဝင်ငွေပြရအောင်မှာဖြစ်တဲ့အတွက်ပေါ့လေအဲ့တော့ဘန်ဝိုက်ကိုကြိုက်လားဆိုရင်တော့ကြိုက်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အသင်းကတဖြည်းဖြည်းအဆင့်တန်းမြင်မာလာတဲ့အခါမှာအဲ့ဒီအဆင့်တန်းနဲ့ကိုက်ညီတဲ့ quality player တွေဖြည့်ဖို့တော့လိုအပ်တယ်ဘန်ဝိုက်ကတချို့အချိန်တွေမှာကစားမတယောက်နာသွားလို့လူစားဝင်ပြီးကစားတာတော့ကောင်းတယ်ရေရှည်ကစားဖို့လောက်ထိကြက်ခိုင်မှုတိတ်မပြေဝအောင်တစ်ချိန်တော့ကျွန်တော်တို့ right back မှာဘန်ဝိုက်ကိုအရန်အားကိုးခဲ့ရတယ်ဘူကာအိုဆာကမာတီအိုဒီကတ်ဘန်ဝိုက်ဆိုတဲ့အတွဲကတော်တော်လေးကိုမထိန်ချော့ခက်တဲ့ညာတောင်မန်တိုက်စစ်အစုဖွဲ့မှာရှိတယ်နောက်ပိုင်းဘန်ဝိုက်ဒဏ်ရသွားတယ်မာတီအိုဒီကတ်ဒဏ်ရတယ်ဆာကာခြေစွမ်းမငြိမ်ဘူးအဲ့ပြဿနာဖြစ်တဲ့ခါမှာတော့ဒီကစားမကြီးခြေစွမ်းကြီးလည်းကြာဆင်းလာခဲ့တယ်အဲ့ဒါကလည်းချိတ်ဆက်နေပြောလို့ရတယ်condition မိနေတဲ့အတွဲဆက်ကရုံးကန်သွားတယ်ဗောလေအဲ့တော့ဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့အာဆင်တို့ရောင်းတော့ရောင်းမယ်တန်ကြီးရရင်ရောင်းမယ်ဒီနေ့မှာလူငယ်သွေးသစ်ညာနောက်ခံလူတွေကိုလည်းမဖြစ်မနေဖြည့်ဖို့အတွက်ခါရဘောင်ဘိုလူဝဲမတိုင်မီကဒီအသင်းပိုင်ရှင်တွေနဲ့အာဆင်နယ်အာဇာဒရိုက်တာတွေကြားထဲမှာလည်းတိုင်ပင်ထားလို့ကြားသိရပါလေကျွန်တော်တော့လီဗာမန်ဒိုကိုကြိုက်တယ်တချို့တွေကတော့ injury ပြဿနာဘာညာနဲ့တိတ်မကြိုက်ဘူးဆိုပေမဲ့အဲ့ကစားသမားလေးရဲ့တိုက်စစ်လိုက်ပါမှု cross ball ဖြတ်တင်တာတွေကတော်တော်လေးကောင်းတယ်ကျွန်တော်တော့သဘောကျတယ်ဘန်ဝိုက်ကပြီးတော့transfer market မှာယူတန်း30တန်ကြီးရှိသေးတယ်။သူ့ရဲ့လောက်ခလာစာကတစ်ပတ်ကိုပေါင်3သိန်းခွဲတစ်နှစ်ကိုပေါင်9.8တန်းအဲ့ဒီပမာဏကတန်ကြီးတရက်လည်းရမယ်လောက်ခလာစာလည်းရှော့ချနိုင်မယ်ပြီးတော့အဲ့ထက်ငယ်တဲ့ကစားမတူလည်းပြန်ပြီးဖြစ်နိုင်မယ်ဆိုအာဆင်နယ်အတွက်တော်တော်လေးကိုအကျိုးရှိမယ်အပြောင်းရွှေ့လို့ပြောလို့ရတယ်။ခေါ်ခဲ့တော့ကျွန်တော်ယူ58တန်းလောက်သုံးပြီးတော့2021ခုနှစ်ကခေါ်ခဲ့ရဒါပေမဲ့အသက်အရွယ်က28နှစ်ရောက်လာခဲ့ပြီ။ဘာမှကိုကျွန်တော်လည်းတစ်ချိန်တော့အရန်ကြိုက်ခဲ့ပါတယ်။ဒါပေမဲ့အသက်အရွယ်တစ်ခုရဈေးကောင်းတစ်ခုရချင်တယ်နောက်ဆုံးအရင်လောက်ပြန်မြောက်တန်း30ပတ်ချလည်းရကျင်တယ်ဆိုရင်တော့ဒီအချိန်မှာ Everton ကိုရောင်းချတာဒီကောင်းမွန်တဲ့ရွေးချယ်မှုလိုပဲထင်တယ်အထူးသဖြင့်အသင်းမှာ Moscow ရသူ့နေရာမှာကစားလို့ရတယ်တင်ပါလည်းပုံမှန်ပွဲထွက်နေတာဖြစ်တဲ့အတွက်ဒီနေရာမှာနောက်တစ်ယောက်ထပ်ပြီးဖြစ်ရင်တော့စရုပ်ထားမြောက်အရန်ဖြစ်တော့ဘန်ဝိုင်လက်ဆက်ပြီးနေမယ်လို့တော့ကျွန်တော်မထင်ပါဘူးအခုသူ့အတွက်လည်းကျွန်တော်ဝမ်းသာတယ်အာဆင်နယ်အတွက်ပွဲနည်းနည်းဝင်ပြီးဆော့ပေးပြီးတော့တချို့ပွဲတွေမှာခြေစွမ်းပြတာကြောင့်အင်္ဂလန်ကသူ့ကိုခေါ်သွားခဲ့တယ်ဗောလေဒဏ်ရာတွေမရဘဲနဲ့ပြန်လာပါစီပေါ့တတိယမြောက်သတင်းတစ်ပုဒ်ကတော့သတင်းကောင်းလို့ပဲပြောရမယ်ဒါပေမဲ့လည်းသတင်းကောင်းဆိုရင်လည်းကျွန်တော်တို့အရင်မှမျောလင်းထားလို့ဆိုရင်လက်ရှိချိန်မှာကျွန်တော်တို့တော်တော်လေးကိုမှပြန်မျောလင်းလာတဲ့ကစားသမားအရင်တော့ AC ဆေးကူဆိုတဲ့မာတင်အိုဒီကတ်ပေါ့လေဒါတော့ John Cross မေဒါစီကဖော်ပြသွားတာပါနိုင်ငံတကာပွဲစဉ်တွေပြီးမှမာတင်အိုဒီကတ်အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်လိမ့်မယ်လို့အသင်းတာဝန်ရှိသူတွေကအပြေအဝမျှော်လင့်ထားပါတယ်လက်ရှိချိန်မှာသူရရှိနေတဲ့ဒူးဒဏ်ရာပြဿနာကတော်တော်လေးကိုတက်တာသွားပြီးတော့နိုင်ငံတကာအားလျက်တီပြီးသွားလို့ FA ဖလားပွဲစဉ်တွေ Champions League ပွဲစဉ်တွေပြန်ပြီးစတဲ့အခါကျရင်အသင်းဘက်ကဒီကစားမကို Senior Level အစ်စ်မှာပြပြဝအသုံးပြုနိုင်မယ်ဆိုပြီးတော့မျှော်လင့်ထားရဆိုပြီးတော့ John Cross မေတာကဖော်ပြသွားပါတယ်အဲ့တော့မာတင်အိုဒီကတ်ရဲ့ဒူးဒဏ်ရာကနောက်ဆုံး
ဒီစပါသင်းနဲ့ပွဲစဉ်မှာ14မိနစ်ဝင်ကစားတာမှန်ပေမဲ့အရှိကဝူသင်းနဲ့ပွဲစဉ်မှာတည်းကရတာလို့ပြောလို့ရတယ်အဲ့တော့ဒီရာဒီမှာသူပခုံးတန်ရရတယ်ဒူးတန်ရရတယ်အခုနောက်တစ်ချိန်နဲ့ဒူးတန်ရရတယ်ပထမတစ်ချိန်ဒူးတန်ရတော့ဆိုလို့ရှိရင်ဒီပြေးနေကစားသမားဒူးကိုတွားပြီးခံလိုက်ပြီးသူဖြစ်တာပထမဒီရာဒီအစမှာတော့ဖြစ်တဲ့ပခုံးတန်ရဆိုလို့ရှိရင်အမြင့်ကနေပြုတ်ကျတဲ့အချိန်မှာနာသွားခဲ့တာဗောလေအဲ့တော့ဒီရာဒီမှာတော့မာနီအိုဒီကတ်တောက်ဒန်ရိုင်းနဲ့တော်တော်ရုန်းကန်ရကစားသမားတယောက်ကခြေစွမ်းပြနိုင်ရင်ပြမပြနိုင်လို့ရှိရင်ဒန်ရိုင်ရအဲ့ပုံစံမျိုးဖြစ်နေတာအိုဒီကတ်အနေနဲ့ကြံငယ်ရည်တော့ကျွန်တော်အားကိုးရတာမှိတ်မဲ့မနစ်ကစပြီးတော့ဒန်ရိုင်နဲ့နည်းနည်းလေးရုန်းကန်လာရတယ်အသက်ကတော့29နှစ်တန်းကိုရောက်နေပြီနောက်ဆုံး9နှစ်အတွင်းမှာဒီယာတီကဒန်ရိုင်ရောက်နားရတဲ့ရက်တီအများဆုံးပဲဒီယာတီပြိုင်ပွဲဆုံး28ပွဲမှာ16ပွဲပဲပွဲထွက်ထားတယ်တကိုးသွင်းပြီးတော့6လုံးဖိုင်ထားတယ်အသင်းရဲ့အဓိကကပတိန်ဖြစ်ပေမဲ့လောဆယ်သူမရှိတဲ့ခါမှာဒုတိယကပတိန်ဖြစ်တဲ့ဘူကာအိုဆာကာကကပတိန်လက်ပတ်ဝတ်ဆင်ကစားထားပါလေလောဆယ်အာဆင်နယ်အသင်းဒီပြမီခေအိုက်တာခေါင်းခဲနေတဲ့ပြဿနာလေအဲ့ဒါဘာလဲဆိုတော့ကပတိန်တယောက်ကိုလည်းဆေးကုပေးနေရတယ်ဝင်ပြီးကစားနေတဲ့ကပတိန်ကလည်းခြေစွမ်းမပြနိုင်ဘူးပြီးတော့အဲ့ကပတိန်ကလည်းအသင်းမှာရှားပါပါတယ်ဆိုတော့ attacking midfielder လို့ခေါ်တဲ့ AN ကစားသမားသူမရှိချင်မှာအစည်းကတချို့အပိုင်းလေးတွေကိုဖာထီးနိုင်တယ်မှန်ပေမဲ့အစည်းကောမာတင်အိုဒီကတ်ကိုမပါနိုင်တဲ့အချိန်မိန်နိုဗာဒန်ယန်ကြောင့်ကာလရှိနားနေတဲ့အခါမှာတော့ခိုင်ရန်ဘက်ကအဲ့နေမှာဝင်ဆော့တာတချို့ပွဲတွေကောင်းနေတယ်တချို့ပွဲတွေမှာတော့တော်တော်လေးအဆင်မပြေဘူးအဲ့တော့အာဆင်နယ်တင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့အစည်းနဲ့မာတင်အိုဒီကတ်နှစ်ယောက်တည်းတယောက်တော့ချန်ပီယံလိပွဲစဉ်နေအမီပြန်လာမှဖြစ်ပါလိမ့်မယ် efficient ဖြစ်တာမဖြစ်တာတပိုင်းထားလိုက်ကိုင်းနဲ့တိုက်စစ်ကစားမတူပြန်ပါလိုက်ရင်ကျန်တဲ့ကစားမတွေလည်းစိတ်တက်ပိုင်းဆိုင်ပြန်ပြီးတက်သွားမယ်နေထားပါလေမာတင်အိုဒီကတ်တော့ဒီယာဒီမှာ121ရက်ထိအနားယူထားပါတယ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောင်းလဲဖြစ်ကစားခြင်းတော့ဘိုင်ဘာဖုန်းတင်ကြောကို646 6လုံးတင်ကြ3တယ်နံပါတ်တင်ကြောကို0993ခရောင်းနေရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ကိုထွတ်စီမှာစော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းဆိုတော့နှွေးထွေးကြည့်ဆိုပါတယ်မစော့တဲ့ညီကိုတွေကလုံးဝမစော့ပါနဲ့စော့တဲ့ညီကိုတွေကတော့ကျွန်တော်စီမှာဒိုင်းလာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်တင်းတက်ပြိုင်ပွဲစုံသွင်းကိုပလက်ဖန်တီးမှုအများဆုံးထိပ်ဆုံး9ရက်ကိုဖော်ပြပြီးတော့ပါနံပါတ်1နေရာမှာရှိတော့ဘစ်တာယောဂရက်အာဆင်နယ်တင်းတက်ပြိုင်ပွဲစုံသွင်းကိုပလက်ဖန်တီးမှုစုပေါင်း18လုံးထိလှုပ်ထားတယ်။သွင်းကို16ကိုဖန်တီးမှု2ကြိမ်ဒါကပြိုင်ပွဲစုံပါနော်။နောက်တစ်ယောက်ကကျတော့နံပါတ်2မှာရှိတာမာတင်နယ်လီကျွန်တော်တို့အထင်မကြီးပါဘူးဝင်လာရင်တလွဲလောက်ပါဆိုတဲ့ကောင်လေးဒါပေမဲ့သူကအသင်းရဲ့ဒုတိယမြောက်သွင်းကိုဖန်တီးမှုအများဆုံးပဲ17ကိုသွင်း9လုံးဖန်တီးနံပါတ်3နေရာမှာတော့အခုနောက်ပိုင်းခြေကျနေခဲ့တဲ့ Trozet 15ကြိမ်အသင်းအတွက်အကျိုးပြုပေးထားတယ်။အဲ့ဒီမှာမှ9ကိုသွင်း10လုံးဖန်တီးနံပါတ်4နေရာမှာတော့14ကြိမ်နဲ့ဘူကာအိုဆာကာ Declan Rice အဇေး3ယောက်ကတော့ပူးတွဲရက်တည်နေတယ်နံပါတ်5နေရာမှာတော့ဂျူရီယန်တင်မာမန်တူကီတို့ကတော့ဒါ10ကြိမ်စီနဲ့ပူးတွဲရက်တည်နေတယ်ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ကြောညီကိုမောင်နှမတွေအားလုံးပဲနိုင်ပွဲနဲ့မကြခင်ပြန်ဆုံးပါမယ်